ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့ပိုင်းကဒီ post function လေးပေါ့နော် post function လေးပြောတာဒီ post function ပေါ့နော် post function ကိုဒီ post function တွေက code ကိုနည်းနည်းအကြမ်းမြင် share ပေးတယ်ပေါ့နော်ဒီကောင်ကို copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်ဒီ lambda လေးကိုသွားထည့်လိုက်ပါနော်ခု my user function ကအလုပ်လုပ်သွားပြီအားလုံးအဆင်ပြေတယ် my post functionကိစ္စမရှိဘူးနော်ကျွန်တော် comment ပိတ်ထားတာဆိုတော့ဖြစ်လိုက် deploy လုပ်လိုက်မယ် okay အဲဒါကျွန်တော်ဒီ route တွေခေါ်ကြည့်မယ်ပေါ့နော် API gateway က blog post ကိုအရင်ခေါ်ကြည့်မယ် blog method က post method ဖြစ်ရမယ်အဲ့မှာ body ထဲမှာ raw json ပုံစံနဲ့ပဲပို့မယ်ထားတော့ hello တိုက်တယ် this is content နာမည်ဟိုလေးတွေပါတည်တော့ one တိုက်တယ် one this is content one okay ဒါလေးကိုပဲဆက်နှိပ်ကြည့်လိုက်မယ် okay internet server ရာဒီကောင်လည်းဗာလဲဆိုသူ permission မရှိလို့ပဲဖြစ်မှာပေါ့နော် permission မရှိလို့ပဲဖြစ်မယ်လားတွက်ကြည့်လိုက်မယ် my user function မဟုတ်တော့ဒီတစ်ခါ my blog sorry my post function ဖြစ်သွား my post function မှာokay ကျွန်တော်တို့ permission မရှိတာရောဒီကောင်တော့ layer မထည့်ရသေးလေ layer မထည့်ရလို့ဖြစ်သွားတာအဲ့တော့ကျွန်တော်ဒီမှာ layer ထည့်လိုက်မယ် my blog post my blog API layer okay verify add နေလိုက် okay အဲ့ဆိုရင်ကျွန်တော်ဒီကောင်ရသွားပြီတခါလေးပဲကျွန်တော် permission ထည့်လိုက်တော့မယ်နော် configuration အောက်က permission okay permission မှာ role name အဲ့ဒါဆိုရင် my post name ဒီကောင်ထဲမှာ create inline အခုဒီ my post function ထဲမှာဘာ feature တွေပါမှာလဲဆိုလို့ရှိရင်ကြတော့ post create လုပ်မှာဆိုတော့ post item ရှိမယ်နောက်ပြီးတော့ဒီမှာအဲ့ post ရဲ့ ID delete post လုပ်တဲ့အချိန်မှာဒီ post ကိုပြန်ပြီးတော့ယူပြီးတော့တကယ် delete လာလုပ်တဲ့ JWT တုံးကန်ထဲမှာရှိတဲ့ user ကဒီ post ပိုင်ရှင်လားဆိုတော့စစ်တဲ့ကောင်ရှိတယ်အဲ့တော့ get ပြန်ယူရမယ့်ကောင်ရှိမယ်နောက်ပြီး delete ရှိမယ်ပေါ့နော် post item ရယ် get item ရယ် delete item ရယ်ဆိုပြီး permission ဘယ်နှခု၃ခုရှိမယ်ပေါ့နော်သူရဲ့ table ကဒီpost ဖြစ်သွားတယ် db post သူရဲ့ n ကဒီကောင်လေး copy ကူးထားခဲ့လိုက်အဲဆိုရင်ကျွန်တော်ပဲ service ကိုလုပ်ချင် DynamoDB ကို post item delete item get item okay result ဒီမှာရေးလိုက်မယ်ဒီကောင် array နဲ့ရေးလိုက်ရနော်ဒါ result တစ်ခုလဲဆိုဒီတိုင်းတိုက်ရိုက်ရေးလိုက်ရတယ်ဒါပို့ next okay ဒါပါလဲဆိုရင် my post ဒါပါအဆင်ပြေလို့ရေးလို့ရတယ်ပေါ့နော် post function dynamo asset okay အဲဆိုရင်ဒီ post function လေးက permission ရသွားပြီပေါ့နော်ဒီကနေပြန်စမ်းမယ် okay authentication require authentication ဆို login ဝင်မှုလိုအပ်ပါတယ်လို့ပြောတာဒါပေမဲ့ကျွန်တော်ဒီဘက်မှာ login ဝင်ပြီးသား user ရှိရပေါ့နော်သူရဲ့ token ကိုသုံးမှရမယ်အဲ့တော့ကျွန်တော်တို့အခု token ကိုသုံးလိုက်မယ်သုံးမယ်ဆိုရင်ခုနကကျွန်တော်ပြောဒီ header ထဲမှာထည့်ရမှာလို့ပြောတယ်ကျွန်တော်ဒီ postman မှာတော့ဒီမှာ header ဆိုထည့်ရင်ဒီ header ကိုတွားပြီးတော့ကျွန်တော်ဒီမှာ authorization ပြီးတာဆိုပြီးတော့ကျွန်တော်လောလောဆယ်မှားတဲ့ token ထည့်လိုက်မယ်ပေါ့နော်
စမ်းနှိပ်ကြည့်လိုက်invalid or expired token ဆိုပြီးတော့token မမှန်တဲ့ဟာကို error response ပြန်ထားတယ်ကျွန်တော်ဒီဘက်က copy ကူးလာတဲ့ဒီ token ကိုထည့်လိုက်မယ်ပေါ့နော် okay အဲ့ဒီ token လေးကဘယ်သူပိုင်တာလဲဆိုရင်ဒီမှာ user 1ပိုင်တာเนาะအဲ့ဆိုရင်ဒီ post က user 1တင်လိုက်တဲ့ post ဖြစ်သွားမှာပေါ့နော်အဲ့ဒီ dot body ထဲမှာကျွန်တော်တို့ဘယ်သူတင်တာလဲဆိုတော့ဒီ by user 1ဆိုပြီးတော့ title ထဲမှာထည့်မယ် by user 1တင်လိုက်တာဆိုပြီးတော့ send နှိပ်ကြည့်မယ် okay post creator right user name ကဒီ post ကို create လုပ်လိုက်တဲ့ user name က user 1 user id ကဒါ user 1ရဲ့ user id လေဒီဘက်မှာသွားကြည့်ရင်လည်းရရနော် user 1ရဲ့ user id က 4v3 နဲ့စပြီးတော့ dt နဲ့ဆုံးတယ် okay ဒီမှာလည်း 4v3 နဲ့စပြီးတော့ dt နဲ့ဆုံးတယ် user 1 this is thatကျွန်တော်ဒီမှာ create လုပ်တဲ့ကောင်ပေါ့နော် okay title 2နောက်ထပ်တစ်ခုထပ်ပြီးတော့ create လုပ်လိုက်မယ်ပေါ့နော် okay ဒီ creator and updater ကဘာလဲဆိုရင်ဒါတော့ဟို create လုပ်လိုက်တဲ့အချိန်ပေါ့နော် lambda ထဲမှာခုချိန်ဒီ runner ကဘာလဲဆိုတော့ UTC တိုင်းပဲဖြစ်နေမှာပေါ့နော်အဲဆိုရင်ဒီ title 2နဲ့ content 2ကိုထပ်ပြီးတော့ upload လုပ်ခြင်းနောက်ထပ် user 3ထပ်ပြီးတော့ create လုပ်မယ်အဲဆိုရင်3ခုဖြစ်သွားပြီနော်အဲဆိုရင်ဒီ view table ရဲ့ post table ထဲမှာဒီမှာ explore ကြည့်မယ်ဆိုရင်ဒါ post id ကတစ်ခုနဲ့တစ်ခုမတူဘူးကျွန်တော် UUID က generate လုပ်ပြီးတော့ထည့်ထားတာ content ရှိမယ် title ရှိမယ် updater ရှိမယ် creator ရှိမယ်ပေါ့နော်ဒါ user 1 okay အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ create လုပ်တာတော့ရသွားပြီပေါ့နော်အဲ့ဒါဆိုကျွန်တော် delete လုပ်တဲ့ကောင်သွားကြည့်မယ် delete လုပ်တဲ့ကောင်ဆိုရင်အခုဒီ route ပဲပေါ့နော်ဒီတော့ duplicate လုပ်လိုက်လေရနော် duplicate တက်ဆိုအဲ့ကောင်ကြီးတစ်ခုလုံး duplicate ဖြစ်သွားလိမ့် okay အဲ့ကနေပြီးတော့မှကျွန်တော် delete မှာကကျွန်တော် body မလိုတော့ဘူးအခုကျွန်တော်ဒီမှာ parent နေပြီးတော့ထည့်ရတာပေါ့နော်အဲ့မှာ post id ကျွန်တော်ပဲ post ကိုဖြတ်ချင်တာအခု post ရဲ့ id ကဒီကောင်လေးလေဒီကောင်လေးကိုကျွန်တော်တို့ဖြတ်မယ်ဆိုလို့ရှိရင် hello title 3ပေါ့နော်ဒီ hello title 3လေးပြတ်သွားမှာပေါ့နော်ဒီဘက်ကနေ confirm လုပ်မယ်ဆိုရင် content 3ပေါ့လေဒီ this is content 3ဆိုတဲ့ကောင် hello title 3ဆိုတဲ့ကောင်လေးပြတ်သွားမယ် okay အဲဆိုရင်ဒီကောင်ရဲ့ post id ကို copy ကူးမယ်ဒီကောင်ကကြတော့ကျွန်တော်တို့ဒီ query parameter နေပြီးတော့ဒီ delete method ကကြတော့ဖြတ်ရတာဖြစ်တဲ့အတွက်ဒီမှာဒီနောက်မှာဒီလိုလေးဖြစ်သွားတာပေါ့နော် block watchman post id ဆိုပြီးတော့ဒီမှာထည့်လိုက်လေဒီမှာရေးလိုက်လေရတယ်ဒီမှာလာထည့်လေရတယ်ပေါ့နော်ဒါတော့အဆင်ပြေသလိုရေးလို့ရတယ် okay delete နဲ့ send လုပ်လိုက်မယ် okay အဲ့ဆိုရင်ဘာဖြစ်သွားလဲဆိုရင် post deleted successfully ဆိုပြီးတော့ဒါက post id ကအခုကျွန်တော်တို့အခုဖြတ်လိုက်တဲ့ post id လေးပြန်လာတယ်ဒါကကျွန်တော် source code ကနေပြီးတော့ပြန်ပြီး return ပြန်ထားတာဖြစ်တဲ့အတွက်ဒီတိုင်းမြင်နေရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာပြန်ပြီးတော့ confirm လုပ်ကြည့်မယ် okay သူ post လေးပြတ်သွားတယ် okay အဲ့ဒါဆိုရင်ကျွန်တော်နောက်ထပ် user တယောက် create လုပ်လိုက်ပြီးတော့သူကနေသူများ post ကိုဖြတ်တဲ့ပုံစံစမ်းကြည့်မယ်ပေါ့နော်အခုသူက user 2သူရဲ့ password က user 2 password user2@gmail.com သူရဲ့နာမည်အရှိက user full name က user 2ပေါ့နော်စမ်းလုပ်လိုက်မယ်ဆိုရင် okay ဘာဖြစ်သွားလဲ internet server error ဖြစ်သွားတယ်ကျွန်တော်တို့ DynamoDB တွေကိုလည်းတစ်ချက်သွား confirm လိုက်မယ်ပေါ့နော်ဒီကနေသွားလိုက်ရအောင် okay DynamoDB တွေကိုလည်းမဝင်ဘူးဘာ error တက်သွားတာတော့ my user function ဘက်ကိုသွားကြည့်မယ်တက်သွားတာတော့ time out error ဒါပေမဲ့ DynamoDB တွေလည်းမဝင်ဘူးဆိုတော့ကျွန်တော်ပြန်ပြီးတော့ retry လုပ်ရအောင် time out ကဘာလို့တက်တာကျွန်တော်တို့ရဲ့ဒီ project လုပ်နေတဲ့ဒီထဲမှာရေးထားတဲ့ကောင်ပေါ့နော် sorry ဒီ lambda ထဲမှာရေးထားတဲ့ project တွေကအခုသူ့ရဲ့ default 3 second ထဲကြာနေလို့ပေါ့နော်အဲဒါဆိုကျွန်တော်ဒီ my vlog function မှာလည်းအနည်းဆုံး30 second brush 15 second 30 second 10 minute okay 10 minute 30 second ပဲကျွန်တော်ဒီ progression တွေတော်တော်များများအများဆုံးသုံးတာဒီ30 second လောက်ပဲဟိုထားတယ်ဗောလေသူရဲ့ time out ကို
ကျွန်တော်ခု30 second ထားလိုက်မယ်10 minute ထားတဲ့ project တွေလည်းရှိရပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့သုံးတဲ့ဒီ logic ပေါ်မှာမူတည်ပြီးတော့ဒီ logic ကဘယ်လောက်ထိကြာနိုင်တယ်ပေါ့မူတည်ပြီးတော့အမှအဆုံးဖြတ်တာပေါ့နော်ဒါပေမဲ့များသောအားဖြင့်30 second လောက်ဆိုရင်အလုပ်ကကောင်းကောင်းလုပ်ပါတယ်30 second နဲ့ကြာရင်တော့အသုံးပြုတဲ့ user လည်းဗာလဲဆိုတော့အဲ့လိုကြီးစီစောင့်ပြီးတော့သုံးနေမှာမဟုတ်ဘူးပေါ့နော်ကိုယ့်ရဲ့ project ကိုပြင်နေမြင်မပြင်ရင်တော့ဒီတိုင်းအောင်နဲ့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်အခုတော့ကျွန်တော်အကုန်လုံး30 second ပြောင်းလိုက်ပြီ okay ပြန်ပြီးတော့ user 2ကို create လုပ်ကြည့်မယ်okay သူရဲ့မကြာခြင်းရှိရနော်ကြာခြင်းက3 second နဲ့ဒါကတော့ data တွေတော့ create လုပ်တာတွေဘာတွေအရင် user ရှိလားစစ်တာတွေဟာတွေကြာသွားတာပေါ့နော်အဲဆိုရင်သူ user 2ကို create လုပ်သွားပြီဆိုရင်ဒီမှာဒီကောင်နဲ့ဒီတုံကန်နဲ့ကျွန်တော်တွားပြီးတော့ဖြတ်ကြည့်မယ်တွားပြီးမဖြတ်ခင်ပို့အသစ်ထပ်ပြီးတော့ create လုပ်ကြည့်မယ် okay အဲ့တော့သူရဲ့ header တွေကိုတော့ပြောင်းလိုက်မယ်ပေါ့နော် header ထဲမှာအခုကျွန်တော် user 2ကနေရလာတဲ့တုံကန်ကိုထည့်လိုက်မယ် okay user 2ရဲ့တုံကန်အခု body က3ရက်ဖြတ်သွားပြီဆိုတော့ body ထဲမှာကျွန်တော် create လုပ်မှာက hello title 4 content 4 create user က user 2 okay ဆက်နှိပ်လိုက်မယ် okay ဒီ post ကို user 2က create လုပ်ထားတာဒါ user 2ရဲ့ user id နောက်ပြီးဒါ name မှာလည်းပါတယ်ပေါ့နော် hello title 4က user 2က create လုပ်ထားတယ်ဆိုပြီးတော့ပြောတယ်အဲ့ဒါဒီ post လေးကိုကျွန်တော် user 1ကနေတွားဖြတ်ကြည့်မယ် user 1ဆိုတော့ဒါခုနက user 1ဖြတ်ထားတာ user 1ရဲ့ဒီမှာလည်းရှိအောင်ဒါ user 1ရဲ့တုံကန်အဲဆိုရင်ကျွန်တော်ကဒီ parameter ထဲမှာတွားပြီးတော့ query parameter ထဲမှာတွားပြီးတော့ user 2က create လုပ်လိုက်တဲ့ဒီ post id ကိုတွားပြီးထည့်မယ်ဆိုရင် send okay ဘာပြန်လာလဲဆို you do not have permission to delete this post okay ဘာလဲဆို user 2က create လုပ်ထားတဲ့ post ကို user 1ကဖြတ်ခွင့်မရှိဘူး user 1က create လုပ်ထားတဲ့ post ကိုကြာတော့ user 2ကဖြတ်ခွင့်မရှိဘူးပေါ့နော် okay အဲဆိုရင်အခုကျွန်တော်တို့ရဲ့ဒီ lambda မှာ sorry ဒီ project လေးမှာပေါ့နော် user function လည်းပြီးသွားပြီ post function လည်းပြီးသွားပြီသူတို့တွေက source code ကလည်းဟို lambda တစ်ခုစီပေါ့နော်တယောက်နဲ့တယောက်မသက်ဆိုင်ဘူးဒါပေမဲ့သူတို့မှာဆက်နွယ်ထားတာဆိုတော့ဘာပဲရှိလဲဆိုရင် JWT token ပဲရှိတယ် okay JWT token ရဲ့ key ကဒီမှာ create လုပ်လိုက်တဲ့ token ကို verify လုပ်ဖို့ရအတွက်ဒီမှာတော့အတူတူရှိနေရမယ်ပေါ့နော် okay အဲ့ဒါဆိုရင်အခုကျွန်တော်တို့နောက်ဆုံးတစ်ခုကျန်တာက post list function ပေါ့နော် okay post list function မှာနောက်ထပ်ကျွန်တော်တို့ API gateway မှာ route တစ်ခုတွားပြီး create လုပ်မယ်နောက်ပြီး get method တွားပြီး create လုပ်မယ်ပေါ့နော် get method နဲ့ route တစ်ခုတွားပြီး create လုပ်မယ် sorry ဒီကောင်ကဒီဘက်မှာ okay route အောက်ကိုတွားမယ် create route နာမည်ကတော့ blog ပဲဒီကောင်ဒီတစ်ခါကျတော့ get method နဲ့ create okay get method နဲ့ blog route တစ်ခုရပြီအဲဒီ route ကဘယ်သူစီသွားမှာတော့ post list function ကိုသွားမယ်အဲဆိုရင်ကျွန်တော်တို့ attach integration မှာ edit create လုပ်မှာမလို့ integration type က lambda function ခုဒီမှာ my post list function ဆိုပြီးတော့အကောင်လေးကိုရတော့ဒါတော့သူ resolve policy မှာသွားပြီးထည့်လို့ရအောင်လို့ get ပြီးသားပြီ okay ဒီတိုင်းအောင်နဲ့ lambda တိုင်းအောင်နဲ့မတူဘူးเนาะခုနကဒါ API gateway ရဲ့တိုင်းအောင်ပဲ lambda လေး run လို့ရတဲ့တိုင်းအောင်က lambda ရဲ့တိုင်းအောင်မဆိုင်ဘူးเนาะဒီကlambda ဘက်မှာတိုင်းအောင်ဖြစ်ရင်လည်း error တက်သွားမှာပဲအဲ့တော့ function my post list function configuration ဒီကောင်ကိုလည်းကျွန်တော်30 second ပြောင်းလိုက်မယ် save code okay အဲ့ဒါဆိုရင်ဒီမှာက post list lambda เนาะတော့ဒီ source code ကိုသုံးမယ်ဒီ source code မှာလည်း layer တော့လိုမှာပဲဘာဖြစ်လို့လဲဆိုတော့ AWS SDK အတွက်က layer ထဲမှာရှိတာဆိုတော့เนาะဒီမှာ AWS SDK package အတွက်က okay အဲ့ဆိုကျွန်တော် post သွားပြီးတော့ယူမဲ့ table ကအခုကျွန်တော်တို့စောက်ထားတဲ့ db post table အဲ့ဒါအကောင်လေးပြောင်းမယ် sorry post list lambda အဲ့ဒါသူကျန်တဲ့ကောင်တွေကတော့ဘာမှပြောင်းစရာမလိုဘူးသူအဓိကကဘာလဲဆိုရင် post ကိုပဲဘာလဲဆိုဒီပေါ်လဲ post တွေကိုပဲ list ထုတ်ပြီးကြည့်တဲ့ကောင်ပဲ
okay ဒီကောက်မှာတော့ authentication တွေပါတယ်မလို့ဒီထဲကိုဒီ lambda လေးစပြီး invoke လုပ်လိုက်တာနဲ့သူရဲ့ http event ရဲ့ပတ်လမ်းကြောင်းနဲ့ method ကိုပဲကြည့်တယ်ပတ်လမ်းကြောင်းက block ဖြစ်တယ် http method က gap ဖြစ်တယ်ဆိုလို့ရှိရင်ဒီ query pattern တွေကရှိမဲ့ဒီ query string parameter ကိုယူတယ်ပေါ့နော်ယူပြီးတော့သူဒီ list post ဆိုတဲ့ function ကိုသွားပြီးအလုပ်လုပ်တယ်အဲ့ထဲမှာဘာတွေစစ်လို့ရတယ်ဆို user id user name limit ဒီ last evaluated key ပေါ့နော်ဒီကောင်က pagination အတွက်ပဲသုံးတာပေါ့နော်အဲ့ဒီမှာမှကျွန်တော်တို့ဒီ index မှာ okay user id create the index post ဒါ user id ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုဒီ user id index နဲ့လာပြီးတော့ဆွဲထုတ်တာပေါ့လေဒါတော့ index တစ်ခုထပ်ပြီးတော့ create လုပ်ရမှာအဲ့ဒါမှဒါ ascend ဒီ scan index forward တို့ဘာတို့က ascend descend ဒီပေါ့နော်okay စီနေ let's evaluate the key ဒါ user id ပါတယ်ဆိုရင် user id နဲ့တူတဲ့ post တွေကိုပဲဒီ query ဆွဲထုတ်မယ်နောက်တစ်ခုဒါက let's evaluate the key let's evaluate the key ကဘယ်လိုမျိုးလဲဆိုရင်သူကကြတော့ဒီ DynamoDB မှာတော့ pagination လိုမျိုး page 1 page 2 page 3တို့တွားပြီးဆွဲထုတ်လို့ကမရဘူးသူကဘာဖြစ်လို့လဲဆိုဟိုသူ့ရဲ့သိမ်းတဲ့ data type ကကျွန်တော် MySQL တို့ PostgreSQL တို့နဲ့မတူဘူးဟိုသူက document type ဖြစ်တဲ့အတွက်သူကဟိုဘယ်လိုမျိုးပဲယူလို့ရလဲဆိုရင်ဥမာကျွန်တော်ပထမ page မှာ10ခုရှိတယ်ဆိုရင်သူကအဲ့10ခုနဲ့အတူနောက်ထပ်ဘာပေးထားလဲဆိုရင် return ပြန်ထားလဲဆိုရင်ဒီ evaluated key လေးလာတယ် okay အဲ့ key နဲ့တွားယူရဲဆိုရင်ဒီပထမ10ခုမလာတော့ဘဲနဲ့အဲ့ key နဲ့ဆိုလို့ရှိရင်နောက်ထပ် page ဘယ်လိုပြောမလဲ17ကနေ20ထိလာတယ်အဲ့ပြီးတော့မှနောက်ထပ် evaluated key ထပ်လာတယ်သူဟို page 1 page 2တို့တွားပြီးတော့ကျွန်တော်တွားပြီးဆွဲဟိုယူလို့မရဘူးဗောလေဒီလိုမျိုး page တစ်ခုချင်းဒီလိုမျိုးကျွန်တော် scroll လုပ်လိုက်တော့ဒီ Facebook post တွေပါတယ်ကြည့်တယ်လို့ဗောနော်အပေါ်ကို scroll လုပ်လိုက်10ခုလောက်ပြည့်ပြီဆိုလို့ရှိရင်အောက်မှာ load more button လေးပေါ်တာပဲဖြစ်ဖြစ်ဗောလေဒါ application တော်တော်များများမှာအခုများသောအားဖြင့်ပါ pull to refresh တို့အဲ့လိုဟာမျိုးတွေနောက်ပြီး load more button လေးတွေပေါ်လာတာတို့အဲ့လိုဟာမျိုးတွေမှာじゃဒီ DynamoDB နဲ့ပဲတုံးတာဗောနော် DynamoDB တုံးတဲ့ကောင်တွေဆိုအဲ့လိုမျိုး pagination ပဲရမယ်ဗောလေ okay အဲ့ဒါဆိုရင်အခု evaluated key ကဘာလဲဆိုရင်အဓိက pagination အတွက်ပဲသုံးတယ် pagination အတွက်အကယ်ဒီ let's evaluated key ပါလာတယ်ဆိုရင် pattern တွေကိုထည့်မယ်လို့သူရေးထားတယ်ပေါ့နော်အဲ့ဒါပြီးတော့ရင် query ဆွဲထုတ်လိုက်တယ် query ဆွဲထုတ်လိုက်ပြီးတော့ဒါ response ပြန်လိုက်တယ်ဒီကောင်ကဘာလဲဆို user id နဲ့ဆွဲထုတ်လိုက်တဲ့ကောင် okay နောက်တစ်ခုက user name okay user name နဲ့ပါလာတယ်ဆိုလို့ရှိရင်သူကဒီမှာ user name နဲ့တွားပြီးတော့ဆွဲထုတ်မယ် filter expression user name ပေါ့လေဒီကောင်တော့ scan လုပ်ပြီးတော့မှပြန်ပြီးဆွဲထုတ်တယ် okay နောက်တစ်ခုကအကယ် user name လဲပါမလာဘူး user id လဲပါမလာဘူးဆိုရင်အားလုံးဆွဲထုတ်တယ်အားလုံးဆွဲထုတ်တယ်သူ limit ပဲရှိတော့တယ်ဥပမာ limit ကဘာလဲဆိုရင်ကျွန်တော်တို့ default အနေနဲ့သူထဲမှာရေးထားတာကကျွန်တော်တို့က limit ထည့်မပေးလိုက်ဘူးဆိုရင်အားလုံးဘယ်လိုပြောအားလုံးတော့မဟုတ်ဘူး10ပုံချင်းစီကြာလာမယ် sorry post 10ခုချင်းစီကြာလာမယ် okay အဲ့ဒါ limit ကြိဒါခုနက pagination အတွက်သုံးတဲ့ key ပါတယ်ဆိုလို့ရှိရင်တော့ဟိုဒီ key နဲ့ဒီ key ကနေစပြီးတော့သူတို့နောက်ွယ်သတ်မှတ်ထားဘယ်လိုသတ်မှတ်ထားလဲတော့မသိဘူးပေါ့နော်ထားတော့ page မှာ10ခုနောက်ထပ်ဒီ evaluated key ပါတယ်ဆိုလို့ရှိရင်ကြတော့ static ကနေ20ဒီကောင်ကတော့ကျွန်တော် ID Dynamo သင်ခန်းစာမှာကျွန်တော် share ပေးမယ်ဒီကောင် evaluated key ရဲ့ဒါတော့ scan လုပ်တယ် okayအဲ့ဆိုရင်အခုဒီဘယ်လို post list lambda ပေါ့နော်ဒီကောင်ကို copy ကူးလိုက် copy ကူးပြီးတော့ရတော့ sorry okay ဒီထဲကို paste လုပ်လိုက်မယ်သူအသုံးပြုမှာက layer လေးသုံးအောင် layer ရောသုံးမယ် layer ကဒီ layer ရဲ့အဲလေးကို copy ကူးပြီးတော့ဒီထဲမှာပဲ specify and ဆိုတဲ့ထဲမှာပဲတွားပြီးတော့ layer add လိုက်မယ် okay ဒီပိုင်းဒီလောက်ပါပဲအဲတော့19 မိနစ်ဖြစ်သွားပြီပေါ့နော်